အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုထဲမှာတော့ယူက company setup လုပ်တဲ့အပိုင်းလေးတွေကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ဒီမိုးလေးကိုကြည့်လိုက်ရအောင်နော်အဲ့တော့ယူ company setup စလုပ်တော့မယ်ဆိုရင်ဒီ setting တွေကိုသွားမယ်ပေါ့နော် setting တွေကိုအရင်သွားမယ်သွားပြီးသွားရင် user and company အောက်မှာ company တွေကိုဝင်လိုက်မယ်ဒါကတော့ယူဒါရှိပြီးသား company တစ်ခုပေါ့နော်ကိုကအသက် company လုပ်မယ်ဆိုလို့ရှိရင်လည်း new ခေါ်ပြီးတော့ company လုပ်ရုံပဲအဲ့တော့ဒီ company လေးထောင်ထားတဲ့ပုံမှာယူဒီထဲမှာပဲပြပေးလိုက်မယ်ပေါ့နော်အဲ့တော့ company တစ်ခုစောင့်မယ်ဆိုလို့ရှိရင်ဒီထဲကိုဝင်လိုက်မယ်ဝင်လိုက်ပြီးရင်ယူတို့ဒီ company ရဲ့ name အောက်မှာကိုယ့်ရဲ့ company နာမည်လေးကိုထည့်မယ်ပေါ့နော် company နာမည်လေးကိုထည့်မယ်ထည့်ပြီးသွားရင်တော့ system က auto contact ခုလေးထွက်ပေးတယ်ပေါ့နော်ဒါကတော့ကိုလုပ်စရာမလိုဘူးပြီးသွားရင်တော့ဒီ address တွေထည့်မယ်ပေါ့နော်ကိုယ့်ရဲ့ company လိပ်စာ address လေးထည့်မယ်ပေါ့နော် number တို့land တို့ပေါ့နော်ပြီးရင် township တွေပါထည့်မယ်ထည့်ပြီးရင်state တွေထည့်မယ်ရန်ကုန်တို့မြန်မာတို့တွေထည့်မယ်ပေါ့နော်ဒါ address လေးပြည်စုံတွေကတော့ဒီမှာထည့်မယ်company ID တွေပါရှိတယ်ဆိုလို့ရှိရင်လည်းထည့်မယ်ပေါ့နော်နောက်တစ်ချက်အရေးကြီးတာကကြတော့ယူတို့ဒီ currency ပေါ့currency မှာကြတော့တော့ဘာကိုရည်ညွှန်းချင်တာလဲဆိုတော့ကိုယ့်ရဲ့company ရဲ့ reporting တွေကဘာ currency နဲ့ထွက်ချင်တာလဲပေါ့နော် MMK ထားရဲဆိုလို့ရှိရင်ယူရဲ့ profit and loss တွေ balance sheet တွေကဒါ MMK နဲ့ထွက်နေမယ်ပေါ့နော်တချို့ company တွေကြတော့လေ other currency နဲ့ထွက်တဲ့ company တွေရှိတယ်ပေါ့နော်အဲ့လို USD တို့ဒါမျိုးတွေထွက်တယ်ဆိုလို့ရှိရင်တော့ currency မှာ USD လို့ထည့်ခဲ့ရမယ်company မှာ transaction တွေလုပ်တာကယူတို့ multi currency တွေအကုန်သုံးလို့ရတယ်ဒါကတော့ reporting အတွက်ပဲပေါ့နော် reporting ကိုဘာ currency နဲ့ထွက်မလဲဆိုတဲ့ပုံမူတည်ပြီးတော့ဒီမှာရေးသွားရမယ်ယူတော့ MMK ပဲရွေးလိုက်မယ်ပေါ့နော်ပြီးရင်ဖုန်းနံပါတ်တွေထည့်မယ် mobile တွေရှင်ထည့်မယ် email ရှင်ထည့်မယ်ကိုယ့်ရဲ့ company website တွေပါရှင်ထည့်မယ်ပေါ့နော်ပြီးရင် parent company parent company တွေပါရှင်ထည့်မယ်ဒါကဘယ်လိုမျိုးသဘောပြောချင်တာလဲဆိုတော့ကိုကဆိုပါဆို main company ကတော့ရန်ကုန်မှာဒါပေမဲ့ branch က monthly မှာတော့ဖွင့်နေဆိုလို့ရှိရင်ဒါက monthly company အသစ်တစ်ခုထပ်ဆောက်ရမယ်ပေါ့နော်ထပ်ဆောက်ပြီးတော့သူ့ရဲ့ parent company ကကြတော့ရန်ကုန် company ဖြစ်သွားမယ်ရန်ကုန်ကဖြစ်သွားမယ်ပေါ့နော်အဲ့လိုမျိုးလေးတွေရှိတယ်ဆိုလို့ရှိရင်ဒါယူတို့ချိန်လို့ရတယ်အဲ့တော့ main company တွေ branch company တွေကယူကနောက်ဗီဒီယိုထဲမှာထပ်ပြီးတော့ရှင်းပြပေးမယ်ပေါ့နော်ဒါကတော့ဒါ company တစ်ခုစောက်တာပေါ့ဒါဆိုရင်ယူတို့ဒါ company တစ်ခုစောက်တာပြီးသွားမယ်ပေါ့နော်ပြီးရင် logo လေးတွေထည့်လို့ရတယ်ဒီမှာကိုယ့်ရဲ့ company logo တွေကိုအလွယ်တကူပဲဒီ edit ပေါ့နော်ဒီ edit လေးကိုနှိပ်ပြီးတော့ယူဒီမှာတပုံထည့်လိုက်မယ်ပေါ့ဒါကတော့ sample ထည့်ပြတာပေါ့နော်ဒါ company logo လေးတွေအလွယ်တကူထည့်လို့ရတယ်ထည့်ပြီး save လုပ်လိုက်တဲ့ဆိုရင်ဒါက company တစ်ခုဖြစ်သွားမယ်ပေါ့နော် company တစ်ခုထောင်တာဖြစ်သွားမယ်အဲ့တော့ဒီမှာထည့်လိုက်တဲ့ company name တိုင်းကဒီမှာလာပေါ်နေမယ်ပေါ့ဒါ company တစ်ခု create လုပ်တာပြီးသွားပြီဒါတွေမဟုတ်သေးဘူးပေါ့နော်ဒါ company name အနေနဲ့ပဲရှိသေးတာပေါ့အဲ့တော့ setting ထဲမှာဆိုလို့ရှိရင်တခြား setting လေးတွေရှိသေးတယ်ပေါ့ accounting impact ဖြစ်မဲ့ setting လေးတွေဒါလေးရှိသေးတယ်ပေါ့အဲ့တော့ you setting ထဲဝင်ပြီးတော့တစ်ချက်ထပ်ကြည့်လိုက်မယ်ပေါ့နော်အဲ့တော့ဒီမှာ you accounting ထဲကိုတစ်ချက်ကြည့်လိုက်မယ် accounting ထဲမှာဆိုရင်ဘာတွေရှိအောင်မလဲဆိုတော့ဒီ tax အောက်မှာဆိုလို့ရှိရင်ကိုယ့်ရဲ့ sale tax တွေရှိတယ်ဆိုလို့ရှိရင်တခါတည်းထည့်ခဲ့လို့ရတယ်transaction တွေလုံးဝထည့်လဲရတယ်ပေါ့နော် tax တွေရှိမယ်ပြီးရင်နောက်တစ်ခုဘာတွေရှိအောင်မလဲဆိုတော့ဒီ fiscal country မှာကိုယ့်ရဲ့မြန်မာဆိုတာလေးရွေးပေးရမယ်ပေါ့နော်ဒါကိုကမြန်မာနိုင်ငံမှာသုံးနေရဖြစ်တဲ့အတွက်မြန်မာဆိုတာလေးရွေးပေးရမယ်ဒီမှာလည်း main currency ကဘာ currency လဲရွေးပေးရမယ်ဒါ main currency က MMK ဖြစ်တာဖြစ်တဲ့အတွက် you MMK ရွေးထားရပေါ့နော်အဲ့တော့ main currency တွေရွေးပေးရမယ်ဒါတွေကအရေးကြီးတယ်ပေါ့နော် setting ထဲမှာဒါလေးတွေရွေးပေးရမယ်ပြီးရင်နောက်တစ်ခုကကြတော့fiscal year အရေးကြီးတယ်ပေါ့နော် fiscal year ကပုံမှန်ပဲကိုက company အတိုင်းကိုယ့်ရဲ့ company rule အတိုင်းဒီဇင်ဘာပဲတက်တာလားဒါမှမဟုတ် September လားပေါ့နော်ဒါလေးတွေရွေးဖို့လုပ်မယ်ပေါ့နော်ဒါကတော့ company setting ထဲမှာဒါအနည်းငယ်လိုက်ကြည့်ရမယ့်ဟာလေးတွေပေါ့နော်တခြားအပိုင်းတခြား setting လေးတွေကတော့ your video တစ်ပုတ်တည်တဲ့အနေနဲ့ထပ်ပြသွားမယ်ပေါ့နော်အဲ့တော့ company setting လုပ်ပြီးပြီဆိုတာနဲ့ Euro fiscal year တွေထည့်ဖို့လုပ်မယ်ပြီးရင်နောက်တစ်ချက်အနေနဲ့ဆော်ယူပြောသွားသလိုပေါ့နော် main currency လေးတွေပြန်ရွေးရမယ်ဒီထဲမှာဆိုရင် main currency လေးတွေရွေးရမယ် country လေးတွေရွေးရမယ်ပေါ့နော်ဒါ company ကို set up လုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီ setting ထဲမှာ accounting နဲ့ဆိုင်တဲ့ setting ထဲမှာဒါလေးတွေလာပြီးတော့ရွေးပေးဖို့လိုတယ်ပေါ့နော်အဲ့တော့နောက်ဗီဒီယိုမှာယူကချက်တော့ကောင်းနေဘယ်လိုမျိုး creation လုပ်မလဲဆိုတာလေးကိုထပ်ပြီးတော့ရှင်းပြပေးပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်